အားလုံးပဲမင်္ဂလာပါ Newtonian Hammer ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရှေ့ဗီဒီယိုမှာ calculus နဲ့ပတ်သက်တဲ့ introduction နဲ့ limit အကြောင်းကိုနည်းနည်းလေးပြောပြခဲ့ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော် limit ကိုနည်းနည်း in depth ပြန်ပြောပြခြင်းနဲ့ပေါ့နော်အဲ့တော့အရင်ဗီဒီယိုမှာကျွန်တော် definition အကြောင်းကိုပြောပြခဲ့တယ်ပေါ့နော် limit ရဲ့ definition ဆိုတာကဒါ point နဲ့ point ပေါ့နော် point နဲ့ point ကတစ် point နဲ့တစ် point အရင်နီးစပ်လာပြီးတော့တဖြည်းဖြည်းနဲ့ဒါသူ့ရဲ့စီးကန့်ကနေပြီးတော့ tangent ဖြစ်ကိုပြောင်းသွားတာအဲ့တော့ပြောချင်တာက P ကနေပြီးတော့နော် point P ကနေ Q ကိုကတ်လာနေမြ point P ရဲ့ဒီ slope ကပေါ့နော် slope ကစီးကန့်ကနေပြီးတော့ဒါ slope က tangent ပေါ့နော် tangent ကိုတဖြည်းဖြည်းနဲ့ဒါနီးစပ်လာတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော် question လေးတစ်ပုဒ်နဲ့ပေါ့နော်အရင်ဆုံးစကြည့်ကြရအောင်ဒီ question မှာကျွန်တော် function တစ်ခုပေးထားတယ်ပေါ့နော်f of x equal to x square ဆိုတဲ့ function တစ်ခုပေးထားတယ်ပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်တို့မေးခွန်းကမေးတာက equation of the tangent line နဲ့ point P မှာ point P ရဲ့ equation of the tangent line ကိုရှာပါတဲ့ okay so point P မှာရှိတဲ့ tangent line ရဲ့ equation ကိုရှာပါဆိုပြီးတော့ကျွန်တော်တို့ပြောပြတာပါတယ်ဆိုတော့ဘယ်လိုရှာမလဲပေါ့အဲ့တော့ကျွန်တော်ဒီမှာ point P ကိုပေါ့နော်အရင်ပေးထားရပေါ့နော် point P ကဘာမှရှိလဲဆိုတော့ 1,1 ဆိုတဲ့ point မှာရှိပါတယ် okay ဒီမှာ 1,1 ဆိုတဲ့ point မှာရှိပါတယ်ဆိုတော့ let's say ကျွန်တော် point Q ကိုအပေါ်မှာယူလိုက်မယ်ပေါ့နော်ယူပြီးသွားပြီဆိုရင်ဒီ point Q ကဘယ်နေရာမှာရှိမလဲဆိုတော့သူ့ရဲ့ x coordinate က x ဖြစ်ပြီးတော့သူ့ရဲ့ y coordinate ကတော့ x square ပဲဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ point နဲ့ point ကိုရပြီဆိုရင်ဒါ slope ကိုရှာလိုက်ရပါပြီဆိုတော့ကျွန်တော်တို့ slope formula ကိုမှတ်မိမယ်ဆိုရင်ဒါ y2 minus y1 is equal to m x2 minus x1 ညီပါတယ်ဆိုတော့ကျွန်တော်ဒီ equation ထဲမှာထည့်ကြည့်ရအောင်အဲ့တော့ကျွန်တော်ဒီ equation မှာမထည့်ခင်ကျွန်တော်သိရမယ့်ချက်ရှိရပါတော့အဲ့ဒါဘာလဲဆိုတော့ Q ကနေပြီးတော့ P ကိုတဖြည်းဖြည်း approach လုပ်ရမယ်ပြောချင်တာက Q ကနေပြီးတော့အောက်ကိုတဖြည်းဖြည်းနဲ့ဆင်းလာတယ်များပေါ့နော်အောက်ကိုတဖြည်းဖြည်းနဲ့ဆင်းလာတယ်များ Q နဲ့ P နဲ့က Q လို့မရပါဘူးအဲ့တော့ကျွန်တော် Q နဲ့ P နဲ့တူလို့မရအောင်ဆိုတော့ကျွန်တော်ပြောချင်တာဒီ x coordinate တစ်ခုပေါ့နော်ဒီ x ကဒီ Q ရဲ့ x က1ဖြစ်လို့မရအောင်အဲ့တော့ကျွန်တော်ဘာလို့ဆိုလိုချင်တာလဲဆိုရင်အောက်မှာစစ်ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော် tangent equation ရှာမှာပေါ့နော် y2 minus y1 is equal to m tangent ရဲ့ x2 minus x1 ဆိုတော့ကျွန်တော် secant ကိုပေါ့နော်အရင်ဆုံးကြည့်ကြည့်ရမယ် okay ဆိုတော့ကျွန်တော် secant ဆိုတာဒီမြင်းကိုပြောတာပါဆိုတော့ဒီမြင်းရဲ့ slope ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီ point နဲ့ point ကျွန်တော်သိရပါတော့အဲ့တော့ y2 ကဘာဖြစ်မလဲဆိုတော့y2 ကဘာဖြစ်မလဲဆိုတော့သူ့ရဲ့ a square နဲ့ negative negative y1 1ပါပြီးတော့ x2 ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ x ပဲဖြစ်ပြီးတော့ x1 ကတော့ p က11ဖြစ်တဲ့အတွက်ကြောင့်မလို့1ပါပဲ okay ဒီမှာဆိုရင်ကြည့်ကြည့်အောင်ကျွန်တော်တို့အကယ်၍သာပေါ့နော်အကယ်၍သာ x က1ဖြစ်တယ်ဆိုရင်ဒီ equation တစ်ခုလုံးကဘာဖြစ်အောင်လဲဆိုတော့1 minus 1 over 1 minus 1 0 over 0 0 over 0ဆိုတာကျွန်တော်တို့ဒါ undefined တင်ချာမှာ undefined လို့ခေါ်ရပါတော့ဘာလို့ဆိုတော့ကျွန်တော်တို့ gain ကနေတခု0နဲ့တွားပြီးတော့စားတာလို့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ x က1ဖြစ်လို့လုံးဝမရအောင် okay အဲ့ဒီတိုင်းပဲကျွန်တော်တို့ q နဲ့ p ကလည်းတွားပြီးတော့တူလို့မရပြန်ဘူး okay ဆိုတော့ကျွန်တော်ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော် secant equation ကို express ဆက်လုပ်ကြမယ်ပေါ့နော်
ဒီမှာလောက်ချမယ်ဆိုရင်ဒီကောင်က x minus 1တကွင်း x plus 1တကွင်းဟုတ်တယ်နော်ပြီးတော့ဒီကောင်က x minus 1ဆိုတော့ဖြေက x ပေါ့နော် okay ဆိုတော့သူ့ရဲ့ secant ကဒါ x plus 1ရလိမ့်မယ်ဆိုတော့ဒီနေရာမှာ x ကပေါ့နော်တဖြည်းဖြည်းနဲ့1ကိုရောက်လာတယ်ပေါ့နော်ဒါပေမဲ့1တော့မဖြစ်ပါဘူးနော်ဒီက x ကတဖြည်းဖြည်းနဲ့1နာကိုရောက်လာတယ် x ကတဖြည်းဖြည်းနဲ့ဒီကိုကတ်လာတယ်ဒီကိုကတ်လာတယ်ကတ်လာရင်လည်းတဖြည်းဖြည်းနဲ့1ဖြစ်သွားမှာပေါ့နော်1မဖြစ်ပါဘူးပေါ့1နာကိုတဖြည်းဖြည်းနဲ့ကတ်လာမှာဆိုတော့အဲ့လိုကတ်လာတဲ့အချိန်မှာတဲ့ကျွန်တော်တို့အနေနဲ့စီကန့်ကဘာဖြစ်သွားမလဲဆိုတော့2ဖြစ်သွားပါမယ်ပေါ့နော်ဆိုတော့ဒီကောင်ကဒါသူ့ရဲ့တန်းချံပဲပေါ့နော်ဆိုတော့ m စီကန့်ကနေပြီးတော့တဖြည်းဖြည်းနဲ့ m တန်းချံကိုဒါရောက်သွားတာ okay ဆိုတော့ကျွန်တော် tangent equation ရပြီဆိုရင်အပေါ်ကဒီနေရာမှာပေါ့နော်ပြန်အစားသွင်းလို့ရပါပြီဆိုတော့ y2 minus 1 is equal to 2x minus 1 so y2 minus 1 is 2x2 minus 2 so y နေနဲ့ပဲရေးလိုက်တော့မှာပေါ့နော် y equal to 2x minus 1ဒါသူ့ရဲ့ tangent equation ရတာပဲဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီပုံစံမှာဒီ limit ရဲ့ concept ကိုသုံးရတယ်ပေါ့နော်ဒါပေမဲ့ limit ဆိုပြီးတော့ကျွန်တော်သုံးရတော့မဟုတ်ဘူးကျွန်တော်ဒီမှာ graph လေးတစ်ခုပေးရမယ်အဲ့ graph မှာဒါ point တစ် point ပေါ့နော် point တစ် point ကတော့ပေးရလိမ့်မယ်အဲ့ point ကိုနောက်တစ် point assume လုပ်ပြီးတော့ကျွန်တော်ရှာလိုက်တာပေါ့ okay အဲ့တော့ပြောချင်တာဒီ point ရဲ့ဒီ point P ရဲ့ curve line อ่ะပေါ့နော်ဒီ point မှာရှိရသူ့ရဲ့ tangent ပေါ့နော်ဒီ tangent line อ่ะဒါ 2x minus 1ဖြစ်ပါတယ် okay so f of x က 2x minus 1ဒါသူ့ရဲ့ tangent line ရဲ့ equation ပဲဖြစ်ပါတယ်ဆိုတော့ဟုတ်ပါပြီအဲ့တော့ဒီပုံစံကိုကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာဆက်လက်ပြီးတော့ဒါတွေ့ကြမယ်ပေါ့ဆိုတော့ကြည့်ရှုပေးတာကျေးဇူးများတင်ပါတယ်